မင်္ဂလာပါရှင်ကိုစီရီတစီမျိုးတော်ချန်နယ်ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့စာရေးဆရာမြုပ်ကိုလင်ကရဲ့ခေါင်းနဲ့ကြီးမှဝိညာဉ်ကျုပ်အလောင်းဆိုတဲ့ဇလန်းလေးရဲ့စသိမ်းပိုင်းကိုတင်ဆက်ပေးသွားမှာပါကျေးဇူးတင်ပါတယ်ရှင်ရွာလူတွေကတော့မနဲ့လင်းတော့ခေါင်းတလောက်မိရှို့လိုက်ကြောင်းငါပြောလိုက်တော့အံ့ဩနေကြတယ်ခေါင်းနဲ့ဘာတွေတွေ့နေမေးတယ်ဘာမှမတွေ့ဘူးလို့ငါပြောလိုက်ရတာပေါ့ကြီးကလူစားလေးဖို့ခေါင်းကိုပို့လိုက်တာရွာသားမိန်းကလေးတယောက်တေးသွားပြီဆိုတော့ပြဿနာကြီးငြိမ်းသွားပြီဆိုပြီးတော့ပြောနေကြတယ်ကျွန်ုပ်ကိုပြောလာတဲ့စကားဖြစ်တယ်တနက်တန်တွေရွာကြားမှာပေါ့ဘာမှမမေးဘူးလားမေးတာပေါ့ငါညီနဲ့သူ့ရဲ့လူတွေလွတ်လွတ်လပ်လပ်နေခြင်းလို့ဖုန်းကြောင်းပြတ်သွားနေကြတာတေးချလို့ပြစ်နေကြတာထင်တယ်လို့ရွာသားတွေကဘာလို့တေးချတဲ့နေရာသွားနေခိုင်းတာလဲတခုခုဖြစ်ရင်မလွယ်ဘူးဘာညာနဲ့ငါ့အောင်ပြောနေကြသေးတယ်ဒီအလောင်းကိစ္စပြီးမှပြဿနာအေးမယ်ကိုကြီးဒါကြောင့်လက်တလောရွာလူတွေကိုကြီးပဲကြည့်ကောင်ပြောထားလိုက်ပါကျွန်ုပ်စကားကိုကိုကြီးကခေါင်းငိမ့်ပြလာတယ်နှုတ်တို့လူစုထမင်းစားချိန်ရောက်တော့ရွာပြန်ထမင်းစားကြတယ်ရှားစနီကိုဆရာတပည့်အတွက်ထမင်းထုတ်ယူလာခဲ့တယ်ရှားစနီကသူ့ရဲ့လက်ဆွဲတစ်တာအတွင်းရှင်းအောင်မှုပညာကျမ်းတစ်ဆောင်ထုတ်ဖတ်နေတယ်နေ့လယ်ပိုင်းမှာကျွန်ုပ်ကျောင်းပေါ်တက်လာတယ်ကျောင်းပေါ်မှာဖုံမုံတွေအမိုက်တိုက်တွေနဲ့ပင့်ကူအိမ်တွေရှုပ်ပွားနေတယ်အလင်းရောင်အားနေနေတယ်ကိုကြီးပေါ်မှာဘာတွေ့ခဲ့လဲကျွန်ုပ်အောက်ထပ်ပြန်ဆင်းလာတော့တာဝမေးလာခြင်းဖြစ်တယ်သိချင်းတက်ကြည့်နေတာဝတယောက်တည်းမတက်ရဲပါဘူးဆုံးတာကိုကြီးတက်သွားမသိနိုင်လို့ဘာလို့ရင်လိုက်တက်ပါတယ်ကျွန်ုပ်ပြင်းရည်နေတာမို့တရေအိမ်လိုက်တယ်ရာဇနီကအလောင်းအစီမံနေပြုတ်လုံနေတယ်ဒီနေ့ပွဲညကျန်းလိမ့်မယ်ကုဖိုးတီမမောင်ခင်ကျွန်တော်ရေသွားချိုးရအောင်အလောင်းကိုစောင့်ဖို့လူခွဲကြတာပေါ့ဒါတော့အေးကြီးအနာကိုဒီတိုင်းထားလို့မဖြစ်ဘူးလေကျွန်ုပ်ရာဇနီသူရကြော်စွာအရင်ဆုံးရေသွားချိုးပြီးကျန်တဲ့3ယောက်ကိုအဆောင်ထားခဲ့တယ်တာဝတာကောင်ရန်အောင်ကျွန်ုပ်တို့ပြန်လာတော့ရေချိုးဖို့နှုတ်ပြီးပြန်လာရင်ထမင်းယူနာဖို့နဲ့ကိုကြီးကိုလိုက်မလာဘူးမှားလိုက်တယ်ရာဇနီကသပင်းရှိဦးတေသက်စွာထုံးဖွဲ့ပြီးမော်စရာဝစ်စုံဝစ်စင်ပြီးတော့ခန်းတောင်တနေရာမှာဖျားရှိခိုးနေတယ်အမောင်ကတဖြည်းဖြည်းဝင်ရောက်လာချိန်ကျွန်ုပ်မီးအိမ်ထွန်းလိုက်ပြီးနှဖိုးစည်းဓမီတက်ပြီးတော့အစင်သင့်နေတာရှိနေတယ်ရာဇနီကအလောင်းကိုအလေးမှာထားပြီးရေးဆွဲထားတဲ့6တောင်ကျေတောင်း6တောင်မှာကျွန်ုပ်တို့ဖျောင်းနိုင်တွေထွန်းခိုင်းနေရကြောင်းထွန်းလိုက်တယ်တာဝါတို့3ယောက်ရောက်လာတော့ကျွန်ုပ်တို့စားတော့လိုက်ကြတယ်ရာဇနီကသူ့ပုံစံအတိုင်းမစားတော့ပဲရှိတယ်ရာဇနီကအလောင်းကြီးရက်ပြီးငိမ့်နေတယ်သူ့ရဲ့ငွေသားတို့ကိုလက်တစ်ဖက်ကကင်မီးရင်ကိုလက်တစ်ဖက်ကကင်ထားတယ်ရာဇနီငိမ့်နေရကြောင်းကျွန်ုပ်တို့လည်းငိမ့်နေလိုက်ကြတယ်ရွာဘက်စီကစူးစူးဝါးဝါထိုးဟောင်နဲ့ခွေးအောင်တန်ကြီးကြားနေရတယ်ကျွန်ုပ်တို့ရောက်နေတဲ့ကျောင်းဟောင်းကြီးကငိမ့်သက်တိတ်ဆိတ်စွာရှိနေတယ်ငဆိုးထိုးတန်တွေကအပြင်ဘက်ကနေတိတ်ဆိတ်မှုဖြိုခွင်းထွက်ပေါ်လာတယ်အိမ်မြောင်စုပ်ထိုးတန်ကလေးကျောင်းဟောင်းကအိမ်မြောင်အကုန်လုံးဝိုင်းထိုးနေတယ်လို့တကြောင်လုံးအပေါ်အောက်စုညံသွားတယ်ဟင်အဲ့လိုလေအားလုံးပါဇက်တွေကအမေရိတန်ကြီးထွက်ကုန်တယ်အကြောင်းကမေးမိတ်ထားတဲ့အလောင်းကောင်ရဲ့မျက်လုံးတွေစက်ကနေပွင့်လာတာကြောင့်ပဲမကောင်းဆိုးဝါးစပြီးတော့နိုးထဖို့ကြိုးစားလာပြီရုတ်တရက်မျက်လုံးပွင့်လာတဲ့မကောင်းဆိုးဝါးရှိရအောင်ရာဇနီပြေးသွားပြီးမကောင်းဆိုးဝါးကိုခန့်တာကိုငကားငွေတုံးနဲ့ဖိပြီးမိရင်ကိုမျက်နှာရှိတိုးကက်တော့မကောင်းဆိုးဝါးမျက်လုံးတွေနှီးရဲသွားပြီးမချိမဆန်နာကျင်တန်နဲ့អော်လိုက်တဲ့စူးရှားတဲ့အတန်လှိုင်းကြောင့်အားလုံးနားဥကုန်နေငါလွတ်လာရင်မင်းတို့အားလုံးတတ်မယ်ငါ့ကိုပေးတဲ့နာကျင်မှုမင်းတို့ရစေရမယ်ရုတ်တာမင်းလာရအမှောင်တိုင်းပြန်ဖို့မင်းကိုပြောမယ်မင်းကိုငါတို့အလို့မရှိဘူးဟာဟာဟာငါနာမည်တော်သိနေတယ်ဘယ်ဆိုးလို့လဲရှားစားနီစကားကိုမကောင်းဆိုးဝါအော်ရှာအကွဲစွာရီမောတယ်မကောင်းဆိုးဝါထားဖို့ကြိုးစားလိုက်ရှားစားနီငကားငွေတုံးနဲ့ဖိချမှုကြောင့်အောက်ကျသွားလိုက်ရှိနေတယ်ရှားစားနီနဲ့မကောင်းဆိုးဝါအားပြိုင်နေတာကျွန်ုပ်တို့ကြောက်ငေးကြည့်နေကြတယ်ကျွန်တော်ဒီမကောင်းဆိုးဝါကိုထိန်းထားမယ်ခင်ဗျားတို့ဘေးပတ်ဝန်းကျင်ကိုဂရုစိုက်နောက်ထပ်မကောင်းဆိုးဝါတွေရှိနေသေးတယ်ရှားစားနီမကောင်းဆိုးဝါကိုခက်ခဲစွာထိန်းရင်អော်လိုက်တော့ကျွန်ုပ်တို့လည်းဘေးပတ်လေကိုမိထိုးလိုက်ကြတယ်ဟာဟိုမှာမကောင်းဆိုးဝါကြီးမားတဲ့ကိုခန္ဓာခရောင်းမြောင်ကြိုက်ထားတဲ့ကြောက်လန့်စရာမျက်နှာရင်ဘက်ကတန်ရာလက်ဆက်တဲ့သွေးတွေစီးကျနေတဲ့နောက်ထပ်တရေတကောင်တကားဝမှာတွေ့ရလို့အားလုံးလှုပ်လှုပ်ရှားရှားဖြစ်သွားတယ်တရေကြီးကပြုတ်ထွက်တော့မဲ့မျက်လုံးတွေနဲ့ကျွန်ုပ်တို့ကြည့်ပြီးတရှိန်တို့ပြေးလာတော့အားလုံးတနက်နဲ့ဝိုင်းပစ်ပြီးမြခဏရက်တန်ရုံမဲ့ရက်တန်ပြီးရှေ့ဆက်တိုးလာတဲ့ချိန်မပြစ်ကြနေတော့ဒီကောင်ကြီးကိုကျွန်ုပ်ရှင်းလိုက်မယ်ဒေါက်တာကဝေကြသူကကြော်စွာတရှိကိုဆွဲကင်ခုံဝင်ပြီးတရေကြီးကိုတိုက်နေတယ်သူကကြော်စွာတရေကြီးကိုဓာတ်နဲ့ခုတ်ထည့်တိုက်တော့တရေကြီးရဲ့တကူလုံးဓာတ်တညာရီရှားတွေခံစားမှုမရှိတဲ့အသွင်နဲ့ရှေ့ဆက်တိုးလာဖို့ကြိုးစားနေတဲ့ချိန်သူကကြော်စွာအခက်တွေ့နေတယ်မင်းတို့ငါ့ကိုခေါ်လာတဲ့နေရာမှားသွားပြီငါတရေတွေအားလုံးရဲ့ခေါင်းဆောင်ပဲ
ငါအတွက်သူတို့မင်းကိုတိုက်ခိုက်ပေးနိုင်မယ်ရှားစားနီထိန်ချုပ်ထားတဲ့မကောင်းဆိုးဝါးအော်ဟစ်နေခြင်းဖြစ်တယ်အမလေးဗျတာဝအလန်းနဲ့ချောင်းအော်တန်ချောင်းကြည့်လိုက်တော့ကရုံးခလေးသေးတဲ့ကောင်တာဝကိုမျက်လုံးပြူးပြရှာထုတ်ပြနေရတွေ့ရတယ်ကဲကွာခလေးသေးရန်တော်ကပြေးကန်တော့ခလေးသေးရဲ့လွင့်ပြီးနှစ်ကောင်ဖြစ်သွားတာတွေ့ရတယ်ရန်တော်နဲ့ကျွန်ုပ်ခလေးသေးရဲ့နှစ်ကောင်ပြစ်လိုက်တော့ကျွန်ုပ်ပြစ်ချက်ကမျက်နှာကိုထိမှန်ပြီးပွင့်ထွက်သွားတယ်ရန်တော်ပြစ်ချက်ကဘိုက်ပွင့်သွားတယ်ကျွန်ုပ်တို့အခြေအနေရှုပ်ထွေးနေတဲ့အချိန်ဘုံကနေအတန်ကြားလို့လှမ်းကြည့်တော့ထိတ်နှံပွေရမြင်ကွင်းကိုတွေ့လိုက်ရတယ်မကောင်းဆိုးဝါးကိုစီမံပြုတ်ပြီးဆုတ်ထားတဲ့နေရာမှာမတွေ့ရတော့ပဲအဲ့ဒီနေရာမှာအပေါက်ကြီးဖြစ်နေတာတွေ့ရတယ်ရှားစားနေရအပေါက်နေမှာတူဝေးစွာရှက်ပြီးအောက်ကိုကြည့်နေတယ်မကောင်းဆိုးဝါးပျောက်ကွယ်သွားတာနဲ့တခြားသေးရဲတွေနဲ့ပျောက်ကွယ်သွားကြတယ်ကျွန်ုပ်ရှားစားနေနာရှောက်သွားပြီးပေါက်ကနေအောက်ဘက်ကိုကြည့်တော့အောက်ဘက်မှာဥမေလှိုင်ကောင်းတစ်ခုရှိနေတာတွေ့ရတယ်ဘလို့ဖြစ်ရတာလဲကိုရစားနေမထင်မှတ်ထားတဲ့ဖြစ်ရပဲကုဖို့တီအောက်မှာဥမေလှိုင်ကောင်းရှိနေရတယ်လို့ကျမ်းမြေကိုအချိန်နဲ့နောက်ပြန်ချိုးပြီးအောက်ကိုဆင်းပြေးသွားပါလေရောမကောင်းဆိုးဝါးဒီနေရာခုမှရောက်ဘူးလားဘလို့လှိုင်ကောင်းရှိရဘလို့သိညာလဲဒေါက်တာမကောင်းဆိုးဝါးရဲ့ဆက်သွယ်မှုနဲ့ဒီအောက်မှာလှိုင်ကောင်းရှိနေတာသိသွားပုံပဲကိုကျော်စွာဘာဆက်လုပ်ကြမလဲဒေါက်တာဘာဆက်လုပ်ရမှာလဲလိုက်ုံမရှိရတာပေါ့ရန်တော်ရအမလေးဗျာကြောက်စရာကြီးတရေကတကောင်နဲ့လည်းမဟုတ်ကျွန်တော်တော့မကြောက်တာခမရကြောက်နေရလဲကိုတာဝတ်ရမင်းစရာမှုတ်စရာငါစရာမှုတ်ဆိုးစရာပညာချင်းမတူရလို့တပည့်ပညာချင်းနဲ့မတူနေတာကောင်ရစကားများမနေအောင်နဲ့လှုပ်စရာရှိရလှုပ်ပြီးရင်အောက်ကိုဆင်းမှုလှုပ်မယ်အပေါက်ကနေအောက်ထိမြင်နေရသလောက်ခံမှန်းကြည့်စေတောင်ခန့်မြင့်တော့ကျိုးလိုအပ်တာကြောင့်ပြင်ဘက်မှာຫນွေကျိုးရှာတယ်လူတယောက်လေးချိန်ကောင်းကောင်းခံနိုင်တဲ့ຫນွေကျိုးရတော့ပေါ်ဘက်မှာကျိုးရစချီပြီးအောက်ကိုတယောက်တည်းနဲ့ခူတွဲဆင်းကြတယ်ကျွန်ုပ်တို့အံ့ဩရတယ်အောက်မှာလှိုင်လန်းချောင်းရှိတစ်ခုရှိပြီးလူနှစ်ယောက်ရှင်တွဲဝင်နိုင်တာကြောင့်တွင်းကိုတတိထားဝင်လာခဲ့ကြတယ်ကျွန်ုပ်နဲ့ရာစနေရရှေ့ဆုံးကတခြားသူတွေကနောက်ကလှိုင်ကူလမ်းကြောင်းတစ်လျှောက်ဝင်လာရင်တွေးမိတာအခုလှိုင်ကူကတဘာဝအတိုင်းရှိနေပြီးဒီဘဝကြောင်းဆောက်ခဲ့ရလားတွေးမိတယ်ရသေးရဟန်းတွေတရားကျင့်ကြံဖို့နဲ့တခြားအကြောင်းကြောင့်လှိုင်ကောင်းတူးခဲ့ရလားတွေးမိပြန်တယ်ဘေးကရာစနေရတင်းငိမ့်နဲ့မျက်နှာထားသူ့ရဲ့မိရင်ကိုကိုင်းမြောက်ပြီးလက်ကနဂါးတို့ကိုကိုင်းထားတယ်ကျွန်ုပ်တို့အားလုံးတိတ်ဆိတ်စွာနဲ့ကျယ်ဝန်းတဲ့လှိုင်ကောင်းခမ်းမတစ်ခုစီကိုရောက်လာတယ်အားလုံးတိတ်ဆိတ်စွာပတ်ဝန်းကျင်ကိုသတိထားကြည့်နေတဲ့အချိန်ကျွန်ုပ်တို့လာခဲ့တဲ့လှိုင်ကောင်းနောက်ဖက်စီကနေလှုပ်ရှားတန်နဲ့မီးရောင်တွေ့ရလို့အားလုံးအသိနေထားနောက်ကိုကြည့်တော့နောက်ကလိုက်လာတဲ့ကိုကြီးကိုတွေ့ရတယ်ကိုကြီးဘာလို့လိုက်လာတော့တနက်တန်တွေကြားလို့စိတ်ပူပြီးတော့လိုက်လာတာဒီရောက်တော့မင်းတို့ပျောက်နေသလိုအလောင်းထားတဲ့နေကြလဲအပေါက်ကြီးဖြစ်နေရတွေ့လို့ဘာလို့ဖြစ်ကုန်ပြီလဲပြဿနာနည်းနည်းရှိသွားတယ်အိမ်ပြန်တော့ဗျာဘာမှမဖြစ်ဘူးရောက်လာပြီးမှတော့မင်းတို့အကူအညီပေးရတော့မှာပေါ့အလောင်းတွေကမကောင်းဆိုးဝါးထလာပြီလားမင်းတို့အတွက်စိုးရင်လို့ပါကျွန်ုပ်ကိုကြီးနဲ့ပတ်သက်ပြီးစဉ်းစားရချက်ဆုံးဖြတ်ရခက်သွားတယ်ကိုကြီးသာအမှန်တကယ်ဆိုရင်ပြစ်မိရင်အားလုံးရှုပ်ကုန်တော့မယ်တနက်တန်တွေကိုရွာကောင်းကောင်းကြားနိုင်တဲ့အတွက်လိုက်လာခြင်းလဲလိုက်လာနိုင်တယ်ဟာဗျာပြန်မကိုကြီးဟာခုဖို့ဒီဘာလို့စိတ်ရှုပ်နေရလဲကျွန်တော်တို့ရှိနေရပဲဟာခမရတယောက်လိုအနားထားပြီးခေါင်းရှုပ်ခံနေမိတယ်လူလားမကောင်းဆိုးဝါးလားတေချာဖို့လိုနေရဲ့ကိုရစနေတစ်ချိန်လုံးငြိမ်သက်နေတဲ့ရာစနေပြောလာတဲ့စကားကြောင့်ဝမ်းသာသွားတယ်လွယ်တဲ့ကိစ္စခန့်အောင်စဉ်းစားနေမိတယ်ရာစနေရဲ့ရက်နေတဲ့ကိုကြီးရှေ့လျှောက်သွားတယ်ငါတို့မင်းပေးမှပြောတာနားထောင်ပြီးတကယ်အကွက်ကြကြရောက်လာတာပဲဒေါက်တာဘာပြောနေရလဲရှော့မင်းရုပ်အမှန်ပြစမ်းဟာမင်းအောင်မျက်နှာနဲ့မထုံးပါနဲ့ဒေါက်တာရာစနေကသူ့ကြိုက်ထားတဲ့မီးရုံကိုကြီးမျက်နှာနီးကိုင်မြောက်ပြတော့မျက်နှာကိုလက်ဖြံနဲ့ကာပြီးပြောနေခြင်းဖြစ်တယ်ကျွန်ုပ်တို့အားလုံးကိုကြီးမကောင်းဆိုးဝါးပုံစံပြောင်းသွားမိထင်ပေမဲ့ငကိုပုံစံအတိုင်းရှိနေတယ်ရာစနေမျက်နှာမှာလည်းအံ့ဩရိတ်တန်းနေတယ်ကိုကြီးကိုကျွန်ုပ်ကမကောင်းဆိုးဝါးထင်ပြီးတော့မှားပြင်းပြီးတော့မလို့တုံသေးတာပေါ့ကျွန်တော်လည်းကိုကြီးကိုမကောင်းဆိုးဝါးထင်နေတာဟုတ်ပါမှားကုန်ကြတော့မလို့မကောင်းဆိုးဝါးရှာနေရဲ့ချိန်ကိုကြီးရှောက်လာတော့မကောင်းဆိုးဝါးထင်သွားမိတာကျွန်ုပ်တာဝရန်အောင်သူရကျော်စွာတို့ကိုကြီးမကောင်းဆိုးဝါးမဟုတ်ကြောင်းသိလို့လှမ်းပြောကြခြင်းဖြစ်တယ်ကိုကြီးရဲ့ရီမောရင်ငါအများမကောင်းဆိုးဝါးထင်ရတယ်လို့ကွာကိုဖိုးတင်တဲ့တခြားသူတွေသူ့နာမကတ်ကြနဲ့ဒါမကောင်းဆိုးဝါးပဲဟင်ကိုရစနေပြောဖို့ရလေမင်းရမကောင်းဆိုးဝါးအယောင်ဆောင်ထားသူလူလာရုပ်တွင်ပြပေးနိုင်နေစို့ကျွန်တော်ခုမှစဉ်းစားမိရတခုရှိလို့သူ့ကိုချုပ်ထားတဲ့ချိန်ကမင်းကိုသူ့ကြောက်ပေမဲ့အခုလွတ်သွားပြီသူ့လိုအနှစ်ထောင်ကြီးနတ်မိတ်စာတကောင်ကဒီမင်းကိုဘယ်ကြောက်ပါမလဲဒေါက်တာကျွန်တော်မကောင်းဆိုးရလို့ဘာလို့ထင်နေရတာလဲလူအစ်စ်ပါရာစနီစကားကြောင့်ကျွန်ုပ်ပါဝင်အားလုံးစဝေးစဝါဖြစ်သွားတယ်။မော်စရာတယောက်ကတော့လူလားမကောင်းဆိုးရလားခွဲဖို့ခက်တဲ့အခြေအနေမျိုးဖြစ်တယ်
လူလားမကောင်းဆိုးလားသိအောင်ကဲရှားစနီကသူ့လက်ကငွေသားတုံနဲ့ကိုကြီးရှင်ဘက်ကိုနှင်းရပြက်ထိုးလိုက်တော့ကိုကြီးခြေလေးငါးလှမ်းလွင့်သွားတယ်ကျွန်ုပ်တို့မြင်ကွင်းကိုငေးကြည့်နေရဲ့ချိန်ငွေသားတုံနဲ့အထိုးခံရတဲ့နေရာကနေအသားကြီးကွာကျလာပြီးလက်ပြောင်နဲ့အသားရည်ကိုတဖြည်းဖြည်းပြောင်းလဲပြီးမူလအလောင်းကောင်ဖြစ်ပြောင်းလဲသွားတော့တယ်ပြီးရနောက်လက်ကိုတစ်ချက်ဝှေ့ရမ်းတော့ဘုံကနေတန်ထွက်လာပြီးကိုရစနေဒေါက်တာရှားစနီတယောက်နာကျင်တန်ခန့်အုပ်အုပ်ပြုတ်အော်ရင်လေးပေါ်နောက်ပြန်လွင့်ပြီးရေပေါ်ပြုတ်ကြတော့အားလုံးစိုးရင်တကြီးအော်လိုက်ကြတယ်မင်းလိုမှု့စရာငါဟန်ဆောင်မှုဖော်ထုတ်နိုင်လို့တဲဆွဲနေရထင်းနေပြီပေါ့မင်းထက်အစ်စ်အများကြီးမြင့်တဲ့အကောင်တွေတက်လာတာဒီနေ့တော့မင်းတို့အားလုံးသိရနေပြီရှားစနီနာကျင်မှုကိုအန်ကျင်ရင်အနာကျနေရဲ့မိအိမ်နဲ့ငွေထုတ်ကန်ပြီးတော့ထားရက်လာတယ်ရိုင်ဖယ်တန်တူမီတန်တွေစုညံသွားတယ်ကျွန်ုပ်တို့ပဲမကောင်းဆိုးအောင်ပြစ်ခတ်နေခြင်းဖြစ်တယ်မကောင်းဆိုးကတနက်မှန်အောင်မမှုပဲကျွန်ုပ်တို့အနီးလင်းမြန်စွာရောက်လာပြီးတိုက်ခိုက်တော့ကျွန်ုပ်တို့အားလုံးလဲပြိုကုန်တယ်မကောင်းဆိုးကခန္ဓာကိုယ်မှာကျိန်စာစသားတွေမတွေ့တော့ရှားစနီကသူ့လက်ကငွေသားတုံးနဲ့တိုက်ခိုက်နေတယ်တနက်တွေမပြစ်ကြနဲ့တခြားသူတွေကိုထိကုန်မယ်ကျွန်ုပ်အော်ဟစ်သတိပြီးတော့တနက်တွေမသုံးတော့ပဲနှမြောင်ကိုစီထုတ်ပြီးမကောင်းဆိုးကဝိုင်းတိုက်ကြတယ်ကျွန်ုပ်တို့လက်နက်တွေကမကောင်းဆိုးကိုထိခိုက်အောင်မပြုတ်လုံနိုင်ရှားစနီငွေသားတုံးရိုက်ချက်တွေကြောင့်သာနောက်ဆုတ်နေခြင်းဖြစ်တယ်ရှားစနီကကိုယ်ကံပညာတက်မြောက်သူမဟုတ်လို့ခုလိုနှစ်ထောင်ကြီးနှက်ဆိုးမိစ္ဆာနဲ့တိုက်ခတ်ရမှာသူ့အစွမ်းနေရလေသုံးမရလို့မကောင်းဆိုးဝါးရဲ့လက်ဝါးရိုက်ချက်တစ်ချက်မိပြီးလွင့်ထွက်သွားတယ်။တာကောင်ကြည့်တော့ကျမ်းမြေတနေရာမှာခွေခွေလေးလဲနေတယ်။ကျွန်ုပ်ရာစနီနေပြေးသွားပွေ့ထူတယ်။ကိုရာစနီဒီကောင်ယူဒီတိုင်းတက်လို့မရဘူး။အနာတော့ကက်မရဘူး။ဘယ်လိုလုပ်မလဲ။သူ့ဝိညာဉ်ကမိကလေးခန္ဓာကိုယ်မှာအခုအပြေးဝပေါင်းစည်းသွားပြီ။သူ့ဝိညာဉ်အားနေအောင်လုပ်ပြီးသူ့နှလုံးကိုထိုးတက်မှရတော့မယ်။ဘယ်လိုလုပ်ရမလဲအတိအကျပြောပါ။ရှော့ဒီဆွဲကြိုးသူ့လေဘေးမှာရအောင်ဆွဲငွေထုံးနဲ့ထိုးတက်တာကျွန်တော်လုပ်မယ်ရှားစနီကသူ့လေဘေးမှာဆွဲထားတဲ့6000ကျင်းငွေအောင်ဆွဲကြိုးတကုံးကိုကျွန်ုပ်ကိုချုပ်ပေးတယ်မကောင်းဆိုးဝါးတွေနဲ့တိုက်နေတဲ့ကျွန်ုပ်လူ3ယောက်အလဲလဲပြိုပြိုဖြစ်နေတယ်ရှားစနီကိုမတိုက်ခိုင်းမေးကျွန်ုပ်တိုက်ပွဲအတွင်းပြေးဝင်သွားတယ်တောင်းဝရှမ်းတော်ကိုကြောစွာကျွန်ုပ်တိုက်လို့ရအောင်ဘေးကကူပေးကျွန်ုပ်လူ3ယောက်မကောင်းဆိုးဝါးကို3ဘက်3တန်းခွဲရက်ပြီးရိုင်းတူဝင်တိုက်ကြတယ်တောင်းဝကျွန်တော်ဆွဲဖတ်တာကြောက်တယ်ကိုတက်ခံလို့သိမှာပေါ့ပြောတော့နားထောင်လှုပ်ရှားရှိလို့ကျွန်ုပ်စကားကြောင့်တိုက်ခိုက်နေရင်တောင်ဝမကောင်းဆိုးဝါးချနာကိုပြေးဖက်လိုက်တယ်အာသိပါပြီတောင်ဝတရားမကောင်းဆိုးဝါးခြေကန်ချက်နဲ့လွင့်ထွက်ပြီးမကြည့်မဆန့်အော်တန်ကြားလိုက်ရတယ်တောင်ဝဘက်မကောင်းဆိုးဝါးအာယုံရောက်နေရဲ့ချိန်ရန်တော်နဲ့သူရကြောစွာမကောင်းဆိုးဝါးကိုအနီးကပ်တိုက်ကြတော့ကျွန်ုပ်ရုတ်တရက်ဝင်ပြီးမကောင်းဆိုးဝါးကိုတိုက်ခိုက်ရင်လက်ကအသင့်ကိုက်ထားတဲ့ဆွဲကြိုးလေပင်ကိုစွတ်ပေးလိုက်တယ်ဆွဲကြိုးကမကောင်းဆိုးဝါးလေပင်ကိုရောက်သွားတော့တက်ဝင်သွားတဲ့ဘက်မှာကျိုးနဲ့6000ကျင်းဟာตาအတွင်းနေဝင်သွားပြီးမကောင်းဆိုးဝါးနာကျင်မှုခံစားရဟန်ကိုခန္ဓာရိမ့်ထိုးနေတော့နောက်ကျောဘက်ကအခြေအနေချောင်းမြောင်းနေတဲ့ရာစနီဟာသူ့ရဲ့ငွေသားတို့ဖျားပိုင်းအချုံနဲ့ဝင်ထိုးတော့ဒုတ်ချုံကဘဲဘက်ရှင်ဘက်ကဖောက်ထွက်ပြီးမကောင်းဆိုးဝါးမချိမဆန့်အော်တန်ထွက်လာတယ်။ကိုခန္ဓာကနေအနက်ရောင်ခိုးငွေတွေထွက်လာပြီးတဖြည်းဖြည်းပျောက်ကွယ်သွားတော့တယ်။ကျွန်ုပ်တို့အခုမှတက်ပြင်းချနိုင်တော့တယ်။ရာစနီကကျမ်းမြေပေါ်ကျနေရဲ့သူ့ရဲ့ငွေဆွဲပြားကိုပြန်ကောက်ယူတယ်။နာလိုက်တာညီးတွိုင်းအနားကိုရောက်လာသူကိုကြည့်တော့တာဝဖြစ်နေတယ်။တော်နာသွားလားတာဝနာတာပေါ့ကိုကြီးဟာတရေကိုကြောက်ကြောက်နဲ့တိုက်နေတာအဲ့ဒါကိုကျွန်တော်ဖတ်ခိုင်းရတယ်လို့ကိုတာဝတရေကြောက်လို့ခြေသလုံးပြေးဖတ်တယ်မှတ်နေတာရန်နောက်စကားကြောင့်ကျွန်ုပ်တို့ရင်လိုက်ကြတယ်။တာဝဘာမှပြန်မပြောနိုင်မေနာကျင်စွာညီးတွိုင်းရှိနေတယ်။တာဝနီးသူနာသွားသူဟာတာကောင်ဖြစ်တယ်။ကျန်တဲ့သူတွေနဲ့ထိခိုက်ဒဏ်ရာတွေရပေမဲ့သူတို့နှစ်ယောက်ကအများကြီးနာသွားခြင်းဖြစ်တယ်။ကျွန်ုပ်တို့အဲ့ဒီနေရာထွက်ခွာလာပြီးပေါ်တက်ခဲ့ကြတယ်။မိုးလင်းကန်နေပြီမို့ပစ္စည်းတွေသိမ်းပြီးရွာပြန်လာကြတယ်။ကိုရစနေမကောင်းဆိုးကတကယ်သိသွားပြီလား။ကြီးပရပိုက်စာရီအရဆိုရင်သိတယ်ပြောတာပဲ။ကျွန်တော်လည်းသိမဲ့ထင်တယ်။ဒီမကောင်းဆိုးနဲ့တွေ့တာခင်ဗျာလှုပ်လို့တော့မရပါလား။ဒီပေါင်းထောင်ချီနေတဲ့နှစ်ဆိုးဘယ်ရပါမလဲဗျာ။မသေးတာကံကောင်းပြောရမယ်။ကျွန်ုပ်တို့အိမ်ရောက်တော့ကိုကြီးတို့လည်းမြန်နိုးနေပြီးအိမ်ဘေးမီးမွေးပြီးမီးလုံနေကြတယ်။ဘလို့တွေဖြစ်လာကြလဲ။ဖူးရောင်နေပါလား။ညတနက်တန်တွေလည်းကြားတယ်။ရွာသားတွေလည်းနိုးကုန်တယ်။ငါမင်းတို့တဲချောင်းလို့လှန့်ပစ်တာနေမှလို့ပြောထားတာ။ခေါင်းတနာရဲ့မကောင်းဆိုးကအသက်ဝင်လာလို့ရှင်းနေကြရကိုကြီး။ခုတော့ပြီးသွားပါပြီ။ဟေးဘလို့တွေကြုံခဲ့ရလဲ။ပြောပါအောင်ငယ်ကောင်။အားတော့နာတယ်။လူတွေနာကြသလိုဗိုက်စာနေကြလို့သမင်းချက်ရအောင်ကိုကြီး။ချက်ပြုတ်နေခြင်းပြောရမယ်။အေးမင်းမကြီးနဲ့ငါနဲ့ချက်ပေးမယ်။နေရာရီစေးထဲဖို့အရင်စီစဉ်ရမယ်။အဲ့ဒါအတွက်စိတ်မပူနဲ့
ကျွန်တော်တရားလုံးရှိပါရဲ့ကိုကြီးဒေါက်တာရာဇနီကိုဆရာဝန်ဆိုတာမေ့မေ့သွားတယ်ချက်ပြုတ်ဖို့လုံးလိုက်အောင်မေကိုကြီးနဲ့မကြီးကချက်ပြုတ်ဖို့ပြင်ဆင်နေကြတယ်ကျွန်တော်တို့တန်ရာရလာတဲ့သူတွေကိုဒေါက်တာရာဇနီကစေးထည့်ပေးတယ်အိမ်ဘေးမှာပဲချက်ပြုတ်ရင်စကားဝိုင်းဖွဲ့ပြောတော့ကျွန်တော်ကိုကြီးနဲ့မကြီးပါဝင်တူနဲ့တူမပါတန်တော်နားထောင်နေကြတယ်စားတော့ပြီးတော့ကျွန်တော်တို့တဲခိုတဲ့စာတင်ကျောင်းကိုသွားပြီးတရေအိတ်ကြတယ်ကိုကြီးတို့ရွာမှာနှစ်ရက်ဆက်ပြီးနေပြီးတော့ရွာပြန်ဖို့စီစဉ်ကြတယ်ကိုကြီးကဆက်နေစေလို့ပေမဲ့တခြားသူတွေလည်းပြန်ကျင်ပြီးမှုပြန်လာခဲ့ကြတယ်တူနဲ့တူမကိုအားလုံးဝိုင်းပြီးမှုန်ဖိုးပေးကြတယ်တူတော်မောင်အေးကျော်ကကျွန်ုပ်နဲ့လိုက်ကျင်ပြီးမဲ့နောက်မှကိုကြီးနဲ့လာခဲ့ဖို့ပြောပြီးထားခဲ့ရတယ်ကျွန်ုပ်တို့ဖွဲ့ကားလမ်းပေါ်ရောက်တော့ရာဇနီတို့ဆရာတပည့်နဲ့လမ်းခွဲကြတယ်နောက်ဆုံးကျွန်ုပ်တို့ဖွဲ့ရွာပြန်လာခဲ့ကြတော့တယ်ဇလန်းလေးကဒီမှာပဲပြီးဆုံးသွားပါပြီနားဆင်ပေးခဲ့တဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်